မလျင်လောက်တော့ခါကျတော့သူတို့ပလီထဲမှာပဲသူလည်းကြောက်ကျမတို့လည်းအားနဲ့ဒီနောက်ထပ်နေပြီးမှလမ်းရှိကိုထွက်ပြီးသူ့ကိုလိုက်ရှာတာပေါ့သူကတော့ပလီထဲမှာကြောက်ပြီးထွက်ပြီးတော့ပြီနေတယ်မှာပေါ့နော်သူ့လိုက်ရှာတော့တော်တော်ကြာမှတွေ့တော့လည်းအသက်မရှိတော့ဘူးပေါ့နော်ကြောက်တယ်နဲ့ပြီနေတယ်အောင်းနေတော့ပါလေနော်ကဘာဖြစ်တဲ့နေ့ကိုကြုံနေရတယ်လို့ပြောတာ။အော်ကဘာသူများတွေပြောပါတယ်။ကဘာပြတ်မနေဆိုတော့ကဘာအဲ့နေကဘာတက်တဲ့နေ့ပဲ။ Allahu Akbar